သူကအဖြူစင်းတက်တာစီနော်အဖြူစင်းတက်တာစီလေခုနနိုင်ရှင်တို့ပြောတယ်လို့ပြောအဖြူစင်းတာဘာလို့လဲနိုင်ရှင်တို့အဖြူစင်းတယ်ဆိုတာဟော်မုန်းအပြောင်းလဲကြောင့်လည်းအဖြူစင်းတယ်နောက်တစ်ခုကကျတော့ pressure တွေအများများတယ်စိတ်ဖိစီးမှုတွေများတယ်အရေးပြတ်တယ်အလုပ်တွေတအားများတယ် main ကလေးတွေကအဖြူစင်းကြတယ်နော်အဲ့တော့အဖြူစင်းတဲ့နေရာမှာလည်းပုံစံ2မျိုးရှိရတချို့ main ကလေးတွေဆိုရင်ခုနကပြောသူသေးပေါက်တလို့စင်းတယ်ပေါ့နော် jelly ဘတ်တွေမလိုင်ဘတ်တွေလို့ထွက်တယ်ဒါပေမဲ့အနံ့မထွက်ဘူးတချို့ကျတော့အနံ့အရန်ပြင်းအဲ့အဖြူနဲ့အရန်ပြင်းတယ်ယောက်ျားလေးတွေနဲ့ကတ်ထိုင်ဖို့မပြောနဲ့ main ကလေးချင်းအချင်းချင်းအောင်အဲ့လိုထိုင်လိုက်ပြီဆိုတာနဲ့အနံ့တန်းရတယ်အဲ့တော့ဒီရတာ3ပေးအဖြူစင်းတာတွေကောနော်အဖြူစင်းတာတွေရောအနံ့ဆိုးထွက်တာတွေကောနောက်တစ်ခုကကြတော့ယောက်ျားလေးတွေနဲ့ပေါ့နော်အမြဲတမ်းထိတွေ့နေတဲ့အမျိုးသမီးတွေကိုအိမ်ထောင်တက်တန်းကြတဲ့အခါမှာပေါ့နော်ယောက်ျားနဲ့အမြဲတမ်းနေစဉ်နဲ့အများဆက်ဆံနေတဲ့အမျိုးသမီးတွေအိမ်ထောင်တွေခလေးမွေးထားတယ်မွေးလန်းချောင်းကနေ original မွေးတဲ့ခလေးအမေတွေကျင်းမယ်ကြက်မယ်မွေးမယ်အဖြူစင်းတက်တာမယ်အနံဆိုးတွေကကင်းဝေးမယ်ကဲအရမ်းမိုက်တယ်အဲ့တော့နိုင်ရှင်တို့စေးရုံစေးကန်ပြေးစရာမလိုဒီဟာနှစ်ခုတည်း3400ပဲရှိတယ်အိမ်တအိမ်မှာအမျိုးသမီးရှိတယ်ဆိုရင်အမျိုးသမီးတိုင်းစောင့်ထားတဲ့တာဒါအမျိုးသမီးတိုင်းစောင့်ထားတဲ့